အားလုံးပဲမင်္ဂလာပါ The Foodie Cafe Channel ကနေကြိုဆိုပါရစေဒီနေ့ကတော့ငပိရည်လေးရဲ့ရတာရှိတဲ့ပဲတီကြော်လေးရဲ့ချင်းကန်ဆက်မချောက်ချက်လေးနဲ့ထမင်းစားပါမယ်အရင်ဆုံးပဲတီကြော်ဖို့အတွက်စက်သွန်လေးအရင်ဖီးပါမယ်ပြီးရင်တော့ပဲသီးလေးကိုလိုချင်တဲ့အရွယ်ပြီးပါမယ်စီပူလာရင်တီးထားတဲ့စက်သွန်လေးထည့်ပြီးတော့စီတက်ပါမယ်စက်သွန်လေးနွားစားပြူရင်ရေးစေးတန့်စင်ထားတဲ့ပဲသီးတွေထည့်ပါမယ်အရသာအတွက်ကြက်သားမုံဟင်းစီထည့်ပါမယ်ပဲသီးလေးနူးလာအောင်ရေအနည်းငယ်ထည့်ကြော်ပါမယ်ကြက်ဥထည့်ပါမယ်အခုဆိုရင်တော့ရတာရှိပြီးအာဟာရလည်းပြည့်ဝတယ်ပဲသီးကြော်လေးရပါပြီငချောင်းရင်းချက်ဖို့အတွက်ပြင်ဆင်ပါမယ်ဟင်းအနှစ်ချက်ဖို့အတွက်ခရမ်းကျင်သီးတွေကိုအရင်ညှက်ထားပါမယ်ဒါကတော့ရေးစေးတန့်စင်ထားတဲ့မချောက်လေးတွေပါဟင်းနဲ့ထည့်ချက်ဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူနန်းနမင်းအမြင့်တို့ကိုပြင်ဆင်ထားပါမယ်ပြီးရင်တော့အကုန်လုံးကိုမျိုးစုံထဲမှာထည့်ထောင်လိုက်ပါမယ်အိုးထဲမှာခရမ်းကျင်သည်ကြက်သွန်နှင့်ရောင်တင်မုံနွဲ့အနှဲငယ်စီအနှဲငယ်ထည့်ပြီးတော့စချက်ပါမယ်စုံစည်းရည်ထည့်ပါမယ်ခရမ်းကျင်သီးတွေကြေလာပြီးအနှစ်ဖြစ်လာတဲ့အထိငွေချက်ပါမယ်အနှစ်လေးရလာပြီဆိုရင်တော့ခုနကတန့်စင်ထားတဲ့ငချောက်တွေထည့်လုံးပါမယ်ခရမ်းကျင်သီးအနှစ်တွေနဲ့ငချောက်တွေတမအောင်ရုံးဝေပြီးရင်တော့ရေနှဲငယ်ထဲကငချောက်တွေနူးလာတဲ့အထိတဲပါမယ်
ရတာအတွက်အသားမုတ်အနှဲငယ်ထည့်ပါမယ်မချောင်လေးတွေနူးပြီဆိုရင်တော့နန်းနန်းမင်းလေးအုပ်ပြီးတော့ဟင်းကိုချလို့ရပါပြီအခုဆိုရင်တော့ချင်းငံဆက်မ6ချက်ဟင်းလေးရပါပြီအားလုံးပဲထမင်းစားပါတော့မယ်ငပိရဆက်ဆက်လေးကိုထမင်းနဲ့နေပြီးတော့ပဲသီးကြော်ချိုးလေးရဲ့ချင်းငံဆက်မ6ဟင်းလေးကတကယ်ကိုလိုက်ဖက်တဲ့ဟင်းတွဲဖက်လေးပါပဲအားလုံးပဲစားကြပါဦးကျွန်တော်ကတော့အမုံဆွဲပါပြီနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်မျိုးအားလုံးပဲတက်တာ